ပြောသခိုးကြတယ်ဗျာကြားဖို့မှာပေါ့ယုံလာဟိုလင်မယားနှစ်ယောက်ညမအိပ်သေးဘူးကလေးမြူနေကြသခိုးကလည်းခိုးကျင်တာဒီလင်မယားနှစ်ယောက်အိပ်မှခိုးမှာကိုတယောက်နဲ့တယောက်ကလေးလေးမြူလို့ကလေးလေးဂျိုင်းကမလို့မဲကြည်သားမင်းသားလေးမဲကျုပ်သားလေးဆိုလို့တွားပါတော့မဲငါလည်းငါသားလေးကြည်သားဟဲ့ကလေးသားလေးမဘူသားလေးတုံးကလေးမြူနေတာဘသူသားတော့မဟုတ်ဘူးမဘူသားလေးတုံးဟာတခိုးကချင်းကိုက်ကိုက်နဲ့မှောင်ရည်ထဲကတော့ကွာအရေးတယ်မှာဗျာကလေးမြူနေအိတ်တာမဟုတ်ဘူးဘယ်ချိန်မှခိုးအောင်မှမသိနောက်တစ်ထည့်အနာနာသိချာကတ်ဒီကလေးဂျိုင်းကမှားအမမင်းဘူသားလေးတုံးတခိုးကစိတ်ဆိုးတယ်ငါသားဟာဆိုပြေးရောငါသားဟာဆိုပြီးပြေးလေပြေးရောတရားနာပြေးတာအဲ့ဒီလည်းမရသတ်တာဘာလို့တတ်တယ်ထင်တော့နည်းနည်းလေးငါစဉ်းစားကမ်းပြီးမှဘာလို့တတ်တယ်ထင်သိရောပေါ့အော်ကြည်စမ်းငါမိမကောင်းမှတ်နင်းကမိမကောင်းမှတ်နေတာမင်းတော့မဟုတ်လို့နူးနေလားတော့ပြောရင်းဆိုရင်လည်းကလူမိမငိုပြီးပြောတယ်ကြားလာနေပြောသွားတာဘာလို့တော့ဟာတယ်ပြောသွားတာကြားလာငါနဲ့ရတဲ့တာမှတ်ကကျုပ်တော့တောင်ကြောင်မပြောနဲ့နော်ဟေးကျမကြောက်တော့ခွင့်ရပြောသွားတာငါသားတယ်ဘာပြောကောင်းမလဲလင်မယားနှစ်ယောက်တတ်ပါတယ်ဆိုမှဒါကြောင့်တရားနာကိစ္စတိုးပြောလဲသခိုးကြတယ်နော်